လုံခြုံတဲ့အနာဂတ်တစ်ချိန်ကကိုယ့်ရဲ့သားသမီးတွေကမိဘရဲ့ရင်ခွင်ထဲမှာငိုယိုနေခဲ့ပေမဲ့အခုတော့သူတို့အတွက်ပိုပြီးစဉ်းစားလာရပါပြီ။ကဘာကြီးကပိုပြီးရှုပ်ထွေးလာတယ်။စီးပွားရေးလည်းပိုကျက်တဲလာတယ်။သူတို့လေးတွေရဲ့အနာဂတ်ဘယ်လိုဖြစ်မလဲဆိုတဲ့စိုးရိမ်စိတ်ကအခုတလောညတိုင်းလိုညနေတဲ့အထိတွေးနေမိပါတယ်။တခါကိုမေးမိတယ်ကို့မှာမရှိတဲ့အရာတွေကြောင့်သူတို့လေးတွေကိုနစ်နာစေမှာလားပေါ့ဒါပေမဲ့ဒီနေ့သားလေးကကျမကိုပြောပါတယ်မမေစိတ်မပူပါနဲ့မမေတင်ပေးခဲ့တဲ့အရာတွေအားလုံးမှတ်ထားပါတယ်သမီးလေးကလည်းရုတ်တရက်လာဖက်ပြီးပြောပါတယ်မမေ you are the best and the strong woman in the world ဒီအချိန်မှာကျမနားလည်သွားတာကသားသမီးတွေရဲ့အနာဂတ်ကိုပြည့်စုံစေတာပစ္စည်းဥစ္စာတွေထက်ခံနိုင်ရည်သွန်သင်လန်းပြခြင်းဖြောင့်မတ်စွာလှုပ်ဆောင်ခြင်းဂရုဏာချစ်ခြင်းဒါတွေဖြစ်ပြီးအဲ့ဒါတွေကသူတို့ရဲ့အနာဂတ်ကိုတိဆောက်ပေးနေတာပါကဲဒီညတော့အိပ်ပျော်အောင်အိပ်လိုက်ပါနော်ဘာလို့လဲဆိုတော့သင်သားသမီးတွေရဲ့အနာဂတ်ကသင်လက်ထဲမှာအပြည့်အဝရှိနေလို့ပါ